နာဂတ်မှာရုပ်ဆိုးခြင်းကအပြည့်ဖြစ်လာပါတယ်။မဝေးတော့တဲ့အနာဂတ်မှာလူတွေဟာအသက်16နှစ်ပြည့်တဲ့အခါပြည့်စုံတဲ့အသွင်ပြောင်းခြင်းတွေကိုခံကြရတယ်။ဒီလိုပြောင်းလဲခြင်းတွေခံယူထားကြသူတွေဟာပပဝရီတွေဖြစ်လာကြပြီးအလှမြို့တော်မှာနေထိုင်ခွင့်ရကြတယ်။ပြောင်းလဲခြင်းမခံကြတဲ့သူတွေကတော့ရုပ်ဆိုးသူတွေအဖြစ်သတ်မှတ်ခံထားရပြီးရုပ်ဆိုးရွာမှာခိုးကြောင်ခိုးဝှက်နေကြရတယ်။စင်စင်နဲ့ကိုငယ်တို့ဟာမိဘမဲ့ငယ်တငယ်ချင်းတွေဖြစ်ကြပြီးဘယ်တော့မှမခွဲခြားဖို့ကြိပေးထားကြပါတယ်။သူတို့နှစ်ယောက်ကမကြခင်မှာအသက်16နှစ်ပြည့်ကြတော့မှာပါ။ကိုငယ်ကစင်စင်ထက်3လပိုကြီးလို့အသွင်ပြောင်းခြင်းကိုအရင်ခံယူခဲ့ရတယ်။စင်စင်ကကိုငယ်ဆက်သွယ်လာမှာကိုစောင့်နေပေမဲ့ဆက်သွယ်မလာတဲ့အခါနောက်ကိုလိုက်သွားတယ်။ကိုငယ်ကစင်စင်ကိုမသိဘူးလို့ပြောလို့လိုက်တဲ့အပြင်ကိုလာရွှေကလည်းလိုက်ဖမ်းလို့စင်စင်ပြေးရတယ်။စင်စင်ကိုစကိတ်ဘုံနဲ့ကစ်ကစ်ဆိုတဲ့ကောင်မလေးကကယ်လိုက်တယ်။ကစ်ကစ်ကအသွင်ပြောင်းခြင်းကိုစိတ်မဝင်စားဘဲမြို့ပြင်ကကိုဒေးဗစ်ရဲ့ရုပ်ဆိုး group ကိုဝင်တော့မှာပါ။ကစ်ကစ်ကစင်စင်ကိုစကိတ်စီးနေတင်ပေးရင်နှစ်ယောက်သားကြည်နူးကြသေးတယ်။နောက်တော့ကစ်ကစ်ကစင်စင်ကိုသူနဲ့အတူလိုက်ခဲ့ဖို့ခေါ်ပေးမယ်လဲစင်စင်ကတော့ညင်းလိုက်တယ်။စင်စင်16နှစ်ပြည့်တော့သူများတွေလိုအသွင်ပြောင်းတဲ့စီအဖို့မခံရဘဲမြို့တော်ဝင်ကလာခေါ်သွားတယ်။စင်စင်ကိုကစ်ကစ်အကြောင်းမေးတော့စင်စင်ကညင်းပေမဲ့အလိန်ဖော်ဆက်ကြောင့်ပေါ်သွားတယ်။မြို့တော်ဝင်ကဒေးဗစ်ဟာလူဆိုးလို့ပြောပြတယ်။အဲ့ဒီညမှာကိုငယ်ကစင်စင်စီလာပြီးသူတို့အတူနေနိုင်အောင်အမှန်ကိုပြောပြလိုက်ဖို့စီးယုံတယ်။စင်စင်ကသဘောတူလိုက်တော့မြို့တော်ဝင်ကခြေရာကန်ဆက်ထဲထားတဲ့ဆွဲကြိုးတစ်ခုပေးလိုက်တယ်။စင်စင်ကလည်းသူ့ကိုကစ်ကစ်ပြောပြခဲ့တဲ့လမ်းအတိုင်းစကိတ်စီးရင်လိုက်သွားတယ်။စင်စင်ကရထားလမ်းတိုင်းလိုက်သွားရင်ဓားတောင်ကိုကျော်လို့မီးပင်တွေကိုဖျက်လိုက်တဲ့အခါပန်းကင်းထဲကိုရောက်သွားတယ်။ပန်းကင်းထဲမှာတရေတမော်အိပ်ပျော်နေတော့လူတစ်ယောက်ရောက်လာပြီးလာကယ်သွားတယ်။အဲ့ဒီလူကဒေးဗစ်ပါ။စင်စင်ကရုပ်ဆိုးကရိုးစီကိုရောက်သွားပြီးကစ်ကစ်နဲ့ပြန်ဆုံနေ။စင်စင်ကရုပ်ဆိုးကရိုးမှာနေရင်သူတို့ဘဝတွေကိုလေ့လာကြည့်တယ်။ဒီမှာလူတိုင်းအလုံးလုံးကြပြီးကိုပိုင်ရွေးချယ်မှုနဲ့နေထိုင်ကြတာပါ။စင်စင်ကရေချိုးနေတဲ့ဒေးဗစ်ကိုမြင်တော့ရင်ခုန်သွားတယ်။စင်စင်ကမနေနိုင်တော့လို့ဒေးဗစ်ကိုသူကလူဆိုးဆိုတာမေးလိုက်တယ်။ဒေးဗစ်ကစင်စင်ကိုသူ့မိဘတွေစီခေါ်သွားတယ်။ဒေးဗစ်ရဲ့မိဘတွေကအရင်တုန်းကမြို့တော်ဝင်အတွက်အလုပ်လုပ်ပေးကြတဲ့သူတွေပါ။သူတို့ကမြို့တော်ဝင်ရဲ့ပပဝရီဆိုတာအုံနောက်ဆေးတာဖြစ်ကြောင်းပြန်ပြောပြတယ်။သူတို့စီမှာပပဝရီဖြည့်စည်းလက်ရှိနေပါပြီ။အကြောင်းဆုံးသိသွားတဲ့စင်စင်ကဒေးဗစ်နဲ့ချစ်ကြည်နူးအာလူဆိုင်ရင်ဆွဲကြိုးကိုလွှင့်ပစ်လိုက်တယ်။ဒါပေမဲ့ချီယာခန်ဆက်ကဖွင့်သွားတဲ့အခါနောက်တစ်နေ့မှာပဲမြို့တော်ဝင်ကသူတို့နောက်ကိုလိုက်လာကြတယ်။ကိုလာရွှေတွေကိုကိုငယ်ကဥဆောင်လာတယ်။မြို့တော်ဝင်ကစင်စင်ဟာသူတို့လူဖြည့်ကြောင်းပြောပြလိုက်တော့အားလုံးကမုန်းသွားကြတယ်။ဒီလိုနဲ့စင်စင်နဲ့ဒေးဗစ်ကတော့လွတ်သွားကြပေမဲ့ကျန်တဲ့သူတွေအားလုံးအဖမ်းခံလိုက်ရတယ်။စင်စင်နဲ့ဒေးဗစ်ကနောက်ကလိုက်ကယ်ကြပေမဲ့ကစ်ကစ်ကပပဝရီဖြစ်သွားပါပြီ။စင်စင်တို့ကကစ်ကစ်ကိုကယ်ပြီးထွက်ပြေးတဲ့အခါကိုငယ်ကတားတယ်။ကိုငယ်နဲ့စင်စင်ကငငယ်တုန်းကအမတ်တရားတွေကိုပြန်သတိရနေတော့ဒေးဗစ်ကဝင်ချိတ်တယ်။နောက်ဆုံးတော့ကိုငယ်လည်းရေတကုံထဲကိုကျသွားတယ်။ဒေးဗစ်စီမှာပပဝရီဖြည့်စည်ရှိနေပေမဲ့ကစ်ကစ်ကမသုံးရဲပါဘူး။ဒီတော့ဆေးဆွမ်းမဆွမ်းသိရအောင်စင်စင်ကသူ့အနစ်နာခံမဲဆိုပြီးမြို့တော်ဝင်နောက်ကိုလိုက်သွားတယ်။စင်စင်ကအခုဆိုရင်ပပဝရီတယောက်ဖြစ်နေပါပြီ။သူကရုပ်ဆိုးဘွားကိုမေ့ချင်အောင်ဆောင်ရင်သူ့ကိုဖြည့်စည်လာပေးမဲ့ဒေးဗစ်ကိုစောင့်ဆိုင်နေပါတော့တယ်။ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်။